ခံစီလေးတွေတစ်ဖြတ်ဖြတ်လောက်ခတ်သွားတီးရွက်ကလေးတွေမြေပြင်ပေါ်ခါပင်ရှိမြတ်တွေရေးအကားဟာလူလာရလန်းသူချေရများချာဒမလေးပြောတဲ့သူရဲ့စကားကြည်ဓမ္မလေးမြင်မဲ့အရေးများခံစားဓမ္မရာတိမဲ့အရာဒီဒီရဲ့မင်းသိစိတ်နိုင်အားမချင်မဖေးရောက်လာတယ်မတိခင်မှာပြန်သွားခဲ့တယ်ပုံရီလို့သွားမှာပဲသူရဲ့ချေရာကိုရိတ်စားပြီးအဖြေတွေရှာကြည့်ခဲ့တယ်လေဒီရဲ့မင်းသိတတ်နိုင်တယ်နှလုံးသားလေးဟာမင်းကြောင့်နွမ်းနေလားကွာလာတစ်ခုလို့ဟာချမ်းလို့သွားလေဒီကိုအထီးအတွေ့မှာဟန်ဆောင်နိုင်သူကိုပြင်းတွေအားမချင်မဖေးရောက်လာတယ်မတိခင်မှာပြန်သွားခဲ့တယ်ဘုံရီလို့သွားမှာပဲသူရဲ့ချေရာကိုရိတ်စားပြီးအဖြေတွေရှာကြည့်ခဲ့လေလေဒီရဲ့မင်းသိတတ်နိုင်တယ်သူရဲ့ချေရာကိုရိတ်စားပြီးအဖြေတွေရှာကြည့်ခဲ့လေလေဒီရဲ့မင်း